ကြာတပရေနဲ့ဘွန်တဟူတို့ပေါင်းဖက်ရင်ဘလို့ချစ်မလဲဆိုတာစိတ်ဝင်စားကြတယ်မို့လားဒီဗီဒီယိုကိုအစအဆုံးကြည့်လိုက်ရအောင်ကြာတပရေနဲ့ဘွန်တဟူပေါင်းဖက်မယ်ဆိုရင်လုံးဝအစင်မပြေဘူးလို့တထစ်ချပြောလို့မရတဲ့ကိစ္စဖြစ်ပါတယ်ပဲပြောရရင်ပြေပစ်တယ်လို့ဆိုနိုင်ပြီးအရန်ကြီးစိုးဝါတာမျိုးတော့မရှိပါဘူးဘာလို့လဲဆိုတော့ကြာတပရေသားကကြီးစိုးတာလွမ်းမိုးတာလမ်းပြတာတွန်တင်တာဥဆောင်တာမျိုးကိုသဘောကျလို့ပါဒါကြောင့်ဒီလိုပေါင်းဖက်မှုမှာကြာတပရေသားကအသက်ကြီးပြီးဘိုလ်ဟူးသမီးကအသက်ငယ်မယ်ဆိုရင်တော့အစင်ပြေနိုင်ခြေပိုများမှလည်းနော်ဒါပေမဲ့တတိထားရမယ့်အချက်လေးတစ်ခုရှိတယ်အကယ်၍ဘိုလ်ဟူးသမီးကအသက်ကြီးပြီးကြာတပရေသားကအသက်ငယ်တဲ့ပုံစံဆိုရင်တော့ကြာတပရေသားအတရနည်းနည်းလေးပြဿနာရှိနိုင်တယ်ဘာလို့လဲဆိုတော့ကိုပြောတာကိုချစ်သူကနားမထောင်တော့တာမျိုးတွေကြာတပရေသားအနေနဲ့ဘိုလ်ဟူးသမီးကိုမလွှမ်းမိုးနိုင်တာမျိုးတွေဖြစ်လာတတ်လို့ပါပဲနောက်ပြီးဘိုလ်ဟူးသမီးတွေကသူတို့စိတ်ထဲကခံစားချက်ကိုမပြောဘဲထိမ့်ချုပ်ထားတတ်တဲ့သူမျိုးတွေများတယ်အဲ့ဒီအခါမှာကြာတပရေသားအနေနဲ့ဘာဖြစ်ချင်တာလဲဘာကိုပြောချင်တာလဲစသဖြင့်နားလေရခက်ခဲတာတိုင်ပတ်တတ်တဲ့အခိုက်အတန့်တွေရှိနိုင်ပါတယ်ဒါကြောင့်မို့လို့နှစ်ဦးနှစ်ဖက်ရဲ့အသက်ကွာခြားမှုပုံစံလေးကိုကြည့်ပြီးသတိထားဖို့လိုပါတယ်ဒါနဲ့ဟောစာတန်းတွေကိုအမြဲတင်ဆက်ပေးမှာဖြစ်လို့ဆရာရဲ့ TikTok အကောင့်ကို follow လုပ်ထားခဲ့ဖို့ပြောချင်ပါတယ်